Hello ဒီတစ်ခါဗီဒီယိုလေးကတော့ painting date လုပ်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ချိန်ထားတဲ့တကယ်ချင်းရောက်လာပါပြီ Bureau University နားပဲ Tia Garden ဆိုတဲ့ပန်းခြံမှာသွားပြီးပကြီးဆွဲမှာဖြစ်ပါတယ်။ဘာလို့မျိုးမှာအဲ့ပန်းခြံတော်တော်ကျဲတဲ့ထဲပါတယ်။ဒီတစ်ခါ art day လုပ်တဲ့ plan လေးကတော့ Rio တို့က3ယောက်လောက်မတူညီတဲ့ art style တွေရှိပါတော့။အဲ့ဒါကိုတယောက်ကိုတယောက်ကြည့်ပြီးတော့ portrait တွေကိုမတူညီတဲ့ art style နဲ့ဆွဲမှာပါ။ဆွဲတဲ့ခါကျရင် Rio တို့ကtimer ကို1 minute ပဲပေးထားပါတယ်။1 minute ပဲပေးပြီးတော့1 minute ပြည့်သွားပြီဆိုတော့ねအဲ့ပကြီးတွေကို switch လုပ်ပြီးတော့နောက်တစ်ယောက်ကဆက်ပြီးအဆုံးသတ်ရတယ်ပေါ့နော်အဲ့ဒါနဲ့ Rio ကပြီးရဲ့ထီတာကိုဆွဲမှာဖြစ်ပါတယ်ဒါဆို Rio နဲ့2ပကြီးဆွဲရလေးလိုက်ကြည့်ပြအောင်နော် Yay we did it ကဲဒါကတော့ Rio တို့3ယောက်လုံးအတူတူပကြီးကားတစ်ခုစီတိုင်းကိုအတူတူ3ယောက်လုံးဖန်တီးထားတဲ့group project လေးဖြစ်ပါတယ်မတူညီတဲ့ perspective နဲ့မတူညီတဲ့ art design တွေနဲ့ Rio တို့ပုံလေးတွေကိုအတူတူဆွဲထားဖြစ်ပါတယ် Okay ဒါဆိုနောက် video လေးမှာတွေ့ကြမယ် bye bye choose